ဒီတစ်ခေါက်ကတော့မဲဆောက်ကပေါဝိုင်းလို့ခေါ်တဲ့တိမ်ပင်လေးကိုတွားပြတဲ့တော်လေးပါမဲဆောက်ကိုရောက်တော့ပေါ့နော်ဒါလေးတွေလဲစရာရှိလဲဆိုပြီးရှာလိုက်တော့အိမ်နာလေးကိုတွားပြသွားတယ်ပေါ့မဲဆောက်ကနေမနက်9 နာရီလောက်ထွက်ခဲ့တာပေါ့နော်ကားနဲ့ဆိုရင်1 နာရီကျော်လောက်တော့သွားရပါတယ်သွားရတဲ့နေရာအရင်လှတယ်ကျမတို့ရှမ်းပြည်ဘက်နဲ့ဆင်းနေပေါ့နော်ရှမ်းပြည်ထက်တော့လက်ပိုကောင်းတာပေါ့သွားရတာ1 နာရီကျော်လောက်သွားပြီးတိမ်ပင်လဲတွေ့ပါမလားဆိုပြီးတော့စိတ်ပူနေရပေါ့နော်ဟိုလဲရောက်တော့မနက်8 နာရီကျော်ပေါ့ရောက်တော့ရှိသေးရပါတော့သွားဖို့စုံစမ်းတော့ငါကားဆရာတယောက်ကပြောတာဘာပန်းမှလည်းမရှိဘူးဘာတိမ်ပင်လည်းမှလည်းမရှိဘူးဆိုပြီးတော့အဲ့လိုကြိုသတင်းရထားတာဒါပေမဲ့တကယ်သွားကြည့်တဲ့အခါမှာတော့ပန်းနေလည်းအများကြီးရှိပါတယ်ပြီးရင်မတိမ်ပင်လေးလည်းမြင်လိုက်ရတယ်ပေါ့နော်သူကအဲ့ပန်းခင်းတွေကိုမှလေသူကအဲ့လိုအခင်းလိုက်ခြံလိုက်ရှိတာပေါ့နော်ကျမတို့ဝင်ကြည့်လိုက်တဲ့ခြံမှန်သွားတယ်သူအခင်းကပို့ပြီးတော့ပန်းနေများတာပေါ့ကျန်တဲ့ခြံတွေမှာစိုက်နေတော့မှရှိပါသေးတယ်ဒီခြံမှာတပုံရိုက်ခအတွက်ကိုဘတ်40ပေးရပါတယ်ဝင်ကြီးပေါ့နော်အဲ့ဒါပြီးရင်ဒီအခင်းထဲမှာကိုစိတ်ကြိုက်တပုံရိုက်လို့ရပါတယ်ပန်းလေးတွေကဘာပန်းလေးတွေတော့မသိဘူးရောင်လေးကတော်တော်လှတယ်ပေါ့နီရောင်တောက်လေးဆိုတော့နောက်ပြောသူတို့ဒီလိုခြံကို decoration တွေလုပ်ထားတာလေးတွေလည်းလှတယ်ပေါ့နော်အလှဆင်တတ်တယ်ပေါ့စကြပုံလေးတွေအပေါ်ကချင်းလေးတွေနဲ့ကျမတို့နိုင်ငံမှာလည်းဒီထက်ပိုလှတဲ့တိမ်ပင်တွေတောင်ရှိလာပေါ့နော်ဒါပေမဲ့လည်းသူတို့ကိုအတူယူရမယ့်အချက်ကအရန်တန့်ရှင်းတာပေါ့နော်ဘာအမိုက်မှမရှိဘူးနောက်ပြီးတော့စီးပွားရှာတတ်တာဒီလိုလှတပါတာလေးဖြစ်အောင်အလှဆင်တတ်တယ်ပေါ့နော်ဒါကအနောက်ဘက်ကိုပြန်ပြီးတော့ရိုက်ထားတာတော်တော်လေးကိုလှပါတယ်အပြင်မှာဒီတောင်ထိပ်မှာကမ်ပင်လိုမျိုး home stay လိုမျိုးနေချင်တဲ့သူတွေအတွက်လည်း easy ပန်းဖြေကိုရတဲ့နေရာလေးရှိပါတယ်ဒါကတော့အိမ်ဘေးကအဲ့လိုကက်ရဲ့နေရာလေးပေါ့နော်အိမ်မှာလည်းဝင်ပြီးတက်ပုံရလို့ရတယ်။တောင်းထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။